အားလုံးတာလီစွာပါဒီဗီဒီယိုမှာတော့ဇန်နဝါရီအမေရိကန်တို့ရောက်ပြီး90အတွန်းမှာထုတ်ဝေ Friday စာအုပ်ရှိတချို့နဲ့ပတ်သက်လို့မိတ်ဆက်တောင်ပြလာဖို့ဖိုက်ပါတယ်ကျွန်တော်စာတက်တဲ့လူတစ်ယောက်လေးမဟုတ်ပါဒေတာဟီရဲ့လူတစ်ယောက်လေးမဟုတ်ပါသို့တော့ဝါသနာအရနဲ့အလင်းတောင်းရပိုင်ထုတ်ဝေ Friday ထုတ်ဝေ Friday စာအုပ်ရှိတီဖိုက်ပါတယ်ကျွန်တော်အမရန်စာအုပ်ရှိဒီထေကတချို့ကိုအခုမိတ်ဆက်တောင်ပြလာဖို့ဖိုက်ပါတယ်ပထမဦးဆုံးမိတ်ဆက်ရှောင်းရဲ့စာအုပ်ကတော့ဒီ American နိုင်ငံသား price စာမေးပွဲမင်းခွန်းတဲ့အဖေများဆိုတဲ့စာအုပ်ပါဒီစာအုပ်မှာမင်းခွန်းပါအဖေပါအင်္ဂလိပ်ကနေမြန်မာဘာသာတို့ပြင်ပြီးထုတ်ဝေ Friday စာအုပ်ပါကိုတိုင်းဖေဖို့တော့လုံရောက်ပြောတဲ့စာအုပ် Friday ဆိုပါကိုတိုင်းဖေဖို့တော့အကြောင်းကိုဖဲကြည့်ကျွန်တော်ဒီမင်းခွန်းဒီအဖေဒီကိုဖဲကြည့်ခါဇာလာတွေ့လေစီဟောငါကတော့ဂျာဗန် from price American တူနဲ့လေးယူထားတယ် American တီနဲ့လေးနင်းတိုင်းထီတွေ့ကနော်အင်္ဂလိပ်စကား pro နေရင်ဒီcommunity college ကလည်း associate degree ရှိရထားပြီးပြဒီရောပိုင်လူတယောက်ကတော့အတိုင်းတာရှိတခုကြီးဖဲလိုက်ဟုတ်နေပြပါရဲ့လေခေလို့ရတဲ့ဒီငါလောက်အင်္ဂလိပ်စာအခင်းမရှိလူဒီတော့ on နဲ့ရှေအခါကေ price ဖို့ပါဆိုတွေးဝနာတငယ်ရှောင်းတီကိုပူဖို့တော့ ground ဖက်တဲ့ ground ဘာသာပြန်ရ ground ဖက်တဲ့ ground ဘာသာပြန်ရရောက်ကနေပေါ့ကျွန်တော်မင်းခွဲတရာနဲ့အဖေလေးဖဲလို့ပြီးဘာသာလေးပြန်ပြီးဖိုင်လာပါတယ်ရောက်ပိုင်နေပေါ့တငယ်ရှောင်းတီကိုကူဖို့တော့အစားအုပ်ကိုစားလို့ထုတ်ဖိုင်လာကြပါဆိုအခုဆိုအစားအုပ်ကိုAmazon မှာလေးမှာလို့ရပါတယ် Amazon ကလေးဝေလို့ရပါတယ်ဒီမှာပါ Amazon ပါရဲ့လေ Amazon company မှာလေးဝေလို့ရပါတယ်အမ American နိုင်ငံသား price စာမျိုးဝေ US citizenship Q&A with Burmese translation ဒီမှာ2017 version ဒီမှာတစ်ခါAmazon မှာလေးဝေလို့ရပါတယ်အချောင်းကပထမဦးဆုံးထုတ်ဝေ Friday စာအုပ်ပါနောက်ထုတ်ဝေ Friday စာအုပ်တော့ကဒီနိုင်ငံတကာရေးရခိုင်တောင်းစီကျွန်တော်တလောက editor အပေါ်တချို့ကို background တောင်းစားဆိုဒီရှိပါတယ် The Arakan International ကျွန်တော်ဒီအစာအုပ်ကိုကျွန်တော်အများကြီးဒီမှာmessage 20ကျော်20ကျော်ဒီကျွန်တော်ထုတ်ယူဖိုင်လာပါတယ်ဒီမှာမျက်နှာဖုံးဆောင်ပါဒီကျွန်တော်အခုမှာပရာနေပါတယ်မျက်နှာဖုံးဆောင်ပါဒီဆိုကျွန်တော်ဒေတာအုပ်ကိုဒုတိယမြောက်sorry ပဇောင်းမဆိုစီအမေရိကန်မှာလုံးဝလူထုပေသူအခရေဘရုရခိုင်စာတီတီနဲ့နောက်ပိုင်းရခိုင်နဲ့အင်္ဂလိပ်နှစ်ဘာသာနဲ့ထုတ်ဝေခါရီပထမဦးဆုံးထုတ်ဝေခါရီစာကြောင်လို့ကျွန်တော်ဂုဏ်ယူဆိုပရောလို့ရပါတယ်ဆိုThe Arakan International နောက်တအုပ်ကတော့ဒီမှာကရိယာဝိသေသနာများဆိုပြီးစာအုပ်ရှိတော့ပါ The adverbs လို့အရှောင်းတော့ဒီကရိယာဝိသေသနာရှိဒီကိုကျွန်တော်စူးပြီးဂါဂရီကပေါ့အခရာ80ထုတ်ဝေဖိုင်လာတဲ့စာအုပ်ပါမြန်မာကနေအင်္ဂလိပ်ကိုဘာသာပြန်ဆိုပါအရှောင်းကိုကြားခါဟိုကကောက်ပနာထုတ်ပနာဒီမက်ဆူဒီထုတ်ပနာproposal တခါစာအုပ်ဂရီတီကအလုံးစုပနာရူပနာထုတ်ဝေဖိုင်တဲ့စာအုပ်ရှိပါကိုအင်္ဂလိပ်စာလေ့လာဖို့ဆိုမှာအထောက်ကူ price အောင်ဆိုပြီးထုတ် price တွေစာအုပ်ပါကျွန်တော်နောက်ဒီခရဗီဒီယိုတစ်ခုမှprogram ပုံစံမျိုးလုပ်ပါဦးမယ်အကြောင်းစေဝန်စားလူဒီတော့အချောင်းဖိုင်လို့ရအောင်ဥပမာတာဂီကပေါ့အခရာ80ပါဆိုခဲ့ပါဆိုဥပမာကာခဂါဂဂါဂဟကာခဂါဂဟဆိုကျွန်တော်ဟိုလုံးဝအတီးအကြပါရဲ့လေတီကြကြတေရှာရောက်ပါမျိုးကိုဆိုလို့ရတော့ဒီအရှောင်းနမရအရှောင်းဝါတော်ထုတ်တယ်ရခိုင်အဘိဓမ္မာကျန်ကနေယူထားဆိုမှာပထမအဆုံးစလုံးအင်္ဂလိပ်ပိုင်ဟိုရှောင်းလောင်း
တီတီကြကြအသေးစိတ်ပါရဲ့လေဟိုမှာ online ပဲ clearly in detail အသေးစိတ်ပါရဲ့ဥပမာဆိုခဲ့ပါစို့ကပြကရဒါပဲ probably online ပိုင်းဒါပဲ review ကဲဥပမာမှာညာအတဲမှာညီညာဖရဖရညီဒူညာဒူဥပမာမှာဇာကွေးမှာဇောက်ထုမှုမြော်ဒါပဲ probably online ပိုင်းဒါပဲထေလို့တုံးဖို့လေဥပမာမှာလဲလဲရတခုမှာဘာကုန်းအတဲမှာဘာတပရင်ကြတပရင်ဒါပဲ probably online ပိုင်းဒါပဲ eventually ဥပမာဘာလဲရှိုင်ဘလုံပထွီဘုံဘောလောဒါပဲ probably online ပိုင်းဒါပဲဆိုရှိဒီပါအရှောင်းကို Korea ဝိသေသနာများဆိုပြီးကျွန်တော်နာမည်ပြီးပြီးစာအုပ်ရှိတောင်းထုတ်ခါပါတယ်အခုလေးကျွန်တော်လာထင်မှရှိပါတယ်ကျွန်တော်တိခရာတွေ crown ကစာအုပ်ဗီဒီယိုရှိတခုမကရခါလုံးလိုက်ပါမယ်နောက်ထုတ်ဝေ Friday စာအုပ်တော့ကတော့ဒီ online ဘာသာနဲ့ထုတ်ဝေဆိုပါဒီ Amazon မှာပဲဝေလို့ရပါတယ် Amazon နဲ့ကတဆောင်ထုတ်ဝေဆိုပါအရှောင်းတဲ့ the number 4ဆိုပြီးကျွန်တော်နာမည်ပြီးထားပါတယ် the number 4ဆိုတော့ကျွန်တော်ကဒီရခိုင်မှာ Mercury လေးစုံဟိဝဒီလေးရရှိ high grade လေးခိုက်ကိုဖရက်တင်လိုက်ဆိုခါလေးကနေရခိုင်ဒီနဲ့ကောင်းတိုက်ဆိုင်ဥပမာယာရာလာဝရာဟီနီဆိုလေဥပမာဘဒူးနဲ့ပါရလေရာနေဘယ်လေးလာဖိုင်နီဆိုဘဇုံမဆိုစီဟို crazy မဟုတ်အဆွေးမဟုတ်တိုးတော့တိုက်ဆိုင်ဆိုပါရဒီတချို့က pro လူကြီးသူမတီ pro ဆို craft food လေးကနေဆိုရခိုင်ကနေပဲလို့ဆိုကျွန်တော်ကဇာလို့မဟုတ်လေးဆိုရခိုင်တခုလေးမဟုတ် universal စကရဝလာနဲ့ကိုဆိုင်ရေးဆိုတော့ဒါလုံးမဟုတ်ပဲကောက်ပနာလေကနေနေထူထရှာရှိဒီကိုထောက်ပနာစာအုပ်တော့ထုတ်ဖိုက်ဆိုအင်္ဂလိပ်ဘာသာနဲ့ပါ the number 4ဆိုပြီးဒီမှာမရတဲ့အတိုင်းဥပမာများတစ်ဖုံမှာဆိုကြဒီမှာအဖရီအနောက်တောင်မြောက်အရေဂရီလေးများတာပလိုက်လေးပါပလိုက်နောက်တစ်ခါမှာ degree labor min re le min min re le min ကိုပြထားတယ်ဒီမှာ degree labor လေးပါပလိုက်လေကနေကနေတော့ရှာကြီးအဓိကလက္ခဏာဒီ Friday အပေါင်းအနှောက်အပေါင်းစားလက္ခဏာလေးရဲပါလေလက္ခဏာလေးခုရပါဒီမှာ Mount Rushmore လို့ခေါ်တယ် American ရဲ့အထောင်ကရရောင်ဂရီမှာတောင်မှာသမဒါဂရီ American ရဲ့အထောင်ကရသမဒါဂရီ၄ယောက်ကိုထွန်ထူထားတယ်Rushmore Mount Rushmore မှာသမဒါဂရီ၄ယောက်ပါ American အထိတ်အထောင်ကရသမဒါဂရီ၄ယောက်ဤရုပ်ထုကိုထူထားကြပါဆိုတော့ကရပါလေးကြီးကိုရေးကျွန်တော်ဂရာဗနာ category ဒီခွေးဗနာစာအုပ်အုပ် Bruce Price လာဆိုပါ number 4ဆိုပြီးကျွန်တော်စာအုပ်အင်္ဂလိပ်ပိုင်းဖုတ်ပြီး Price ဆိုပါဆိုပြီး Asian ကျွန်တော်American တို့ရောက်ပြီးထုတ်ပြီး Price တွေစာအုပ်ဒီနဲ့စာအုပ်တချို့ကိုတချို့ကြံပါသေးတယ်တခါစာအုပ်ရှိတယ်ကျွန်တော်မိတ်ဆာတောင် background ဖိုက်ပါတယ်ရေAsian ရဲ့ American ကိုရောက်ပြီး90အတော့မှာ low price တွေအလုပ် detail က save ပိုင်းရှိတချို့ price တွေတော့bra light from price ပါတယ်Saudi နဲ့ပတ်သက်လို့ main စရာဒီဆက်စုစရာဒီရှိကြီးလေprogram ပါလူချွန်တော်၎င်းဖုန်းနဲ့တော်၎င်းစသည် main program နိုင်ခဲ့ပါတယ်အားလုံးတခြင်းမှာရှင်းရှင်းတတရှိခဲ့ပါစီအားလုံးတာလီကြောပါ